2026 ခုနှစ်ရဲ့မေလဟာကမ္ဘာနိုင်ငံရေးဇက်ခုံပေါ်မှာပေကျင်းမြို့ရာကြီးကိုဗဟုကျက်မှတ်တစ်ခုအဖြစ်တွန်းပို့ပေးခဲ့တဲ့သမိုင်းဝင်လာတလဖြစ်ခဲ့ပါတယ်။ရသပတ်တပတ်အတွင်းမှာတင်ကမ္ဘာအင်အားအကြီးဆုံးနိုင်ငံတွေဖြစ်တဲ့အမေရိကန်ပြည်ထောင်စုနဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့ရဲ့ထိပ်တီးခေါင်းဆောင်နှစ်ဦးဟာတရုတ်နိုင်ငံကိုတဦးပြီးတဦးရောက်ရှိလာခဲ့ကြတာကြောင့်တကမ္ဘာလုံးကမျက်တောင်မခတ်တန်းစောင့်ကြည့်ရတဲ့တန်တမာရေးရအခင်းချင်းတက်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။အထူးသဖြင့်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့နိုင်ငံတော်အဆင့်ခရီးစဉ်အပြီး၄ရက်အကြာမှာတင်ရုရှားသမ္မတဗလာဒီမီယာပူတင်ပေကျင်းကိုစိုက်မြိုင်ရောက်ရှိလာခြင်းကတရုတ်နိုင်ငံရဲ့နိုင်ငံခြားဆက်ဆံရေးကစားကွက်တွေဘလောက်အထိနှရှင်းသလဲဆိုတာကိုမိဘန်းထိုးပြလိုက်တာပဲဖြစ်ပါတယ်။ရုရှားသမ္မတပူတင်ရဲ့မေလ19ရက်ကနေ20ရက်အထိကြာမြင့်ခဲ့တဲ့ခရီးစဉ်ဟာသူ့ရဲ့25ကြိမ်မြောက်တရုတ်နိုင်ငံခရီးစဉ်ဖြစ်ပြီးသမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံမှုပေါင်းအကြိမ်40ကျော်တဲ့ကတခုလည်းဖြစ်ပါတယ်။ပူတင်ပေကျင်းကိုရောက်ရှိလာချိန်မှာလေဆိပ်မှာတရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီကကိုယ်တိုင်လာရောက်ကြိုဆိုခဲ့ပါတယ်။ဒါဟာသမ္မတထရန့်ရောက်ရှိလာစဉ်ကတရုတ်ဒူးသမ္မတဟန်ဂျန်ကလာရောက်ကြိုဆိုခဲ့တာနဲ့ရှင်ရင်ယာရုအဆင့်အတန်းအရာကွာခြားမှုရှိနိုင်ပေမဲ့ဝမ်ယီဟာတရုတ်နိုင်ငံရေးရဲ့ထိပ်သီးပေါ်လီဗျူရိုအဖွဲ့ဝင်တဦးဖြစ်တယ်လို့နိုင်ငံခြားရေးမှာလက်တွေ့လူပိုင်ခွင့်ပုံမှုကြီးမားသူဖြစ်တာကြောင့်ရုရှားအဖို့တရုတ်ရဲ့အလေးထားမှုကိုပြသနေတာလည်းဖြစ်ပါတယ်။တန်တမာရေးကျွမ်းကျင်သူတွေကတော့ထရန့်ကိုကြိုးဆိုမှုကပုံစံတခန်းထားမှုကိုပြပြီးပူတင်ကိုကြိုးဆိုမှုကတော့ယင်းနှီးနဲ့မဟာမိတ်အစစ်အတန်းကိုဖော်ပြနေတာလို့သုံးသပ်ကြပါတယ်။သမ္မတထရန့်နဲ့ပူတင်တို့ရဲ့ခရီးစဉ်နှစ်ခုအကြားအတိအသာဆုံးကွာခြားချက်ကတော့ခေါင်းဆောင်တွေအချင်းချင်းတုံ့နှုံခဲ့တဲ့စကားလုံးတွေနဲ့လေတော်တွေမြဖြစ်ပါတယ်။သမ္မတရှီကျင့်ဖျင်ဟာအမေရိကန်နဲ့တရုတ်ဟာပြိုင်ဘက်တွေမဖြစ်သင့်ပဲမိတ်ဘက်တွေသာဖြစ်သင့်ကြောင်းထိုင်ဝမ်အရေးဟာနှစ်နိုင်ငံဆက်ဆံရေးအတွက်အထီးမခံနေရတဲ့မြင်းတစ်ကြောင်းဖြစ်ကြောင်းစတဲ့တန်တမန်ဆန်ဆန်ဖရီထားပြုစုံမှုတွေကိုပုံမလှုပ်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့ပူတင်နဲ့တွေ့ဆုံချိန်မှာတော့ရှီကျင့်ဖျင်ရဲ့လေတော်ဟာတိတိတသာပုံမနှွေးထွေးသွားပြီးပွင့်လင်းသွားတာကိုတွေ့ရပါတယ်။ရုရှားနဲ့ဆက်ဆံရေးကိုဘယ်တော့မှမပြိုလဲမခိုင်မာတဲ့ဆက်ဆံရေးလို့တင်စားခဲ့တယ်လို့ပူတင်ကိုလည်းမိတ်အမျိုးဟောင်းကြီးလို့ရင်းရင်းနှီးခေါ်ဝေါ်ခဲ့တာကနှစ်နိုင်ငံကြားကတရောစင်ကိုဖော်ပြနေတာလည်းဖြစ်ပါတယ်။ရလဒ်တွေကိုကြည့်မယ်ဆိုရင်လည်းပူတင်ရဲ့ခရီးစဉ်ဟာပုံမအနှစ်သာရရှိတဲ့လက်တွေ့ကျတဲ့သဘောတူညီမှုတွေကိုဖော်ဆောင်နိုင်ခဲ့တာတွေ့ရပါတယ်။ထရန့်ရဲ့ခရီးစဉ်ဟာနိုင်ငံဆက်ဆံရေးတည်ငြင်းစေဖို့နဲ့ပဋိပက္ခတွေကိုထိန်းညှိဖို့ကိုသာအဓိကဦးတည်ခဲ့ပြီးကြီးမားလက်မှတ်ရေးထိုးနိုင်မှုတွေမရှိပေမဲ့ပူတင်ရဲ့ခရီးစဉ်မှာတော့ကုန်ထွေးနီးပညာစွမ်းအင်နဲ့မီဒီယာကဏ္ဍအပါအဝင်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှုပူ40ကျော်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။အထူးသဖြင့်ရုရှားကနေတရုတ်ကိုမွန်ဂိုလီးယားနိုင်ငံကတဆင့်တွဲတန်မဲ့ Power of Siberia 2တဘာဝတန်ငွေပိုက်ပလိုင်းစီမံကိန်းအတွက်အခြေခံနားလည်မှုတွေရရှိခဲ့ခြင်းဟာရုရှားရဲ့စွမ်းအင်ကဏ္ဍအတွက်အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပြင်ရုရှားနိုင်ငံသားတွေအတွက်တရုတ်နိုင်ငံကိုဗီဇာမလိုဘဲတွားရောက်နိုင်မဲ့မူဝါဒကိုလည်းတိုးမြင့်ပေးခဲ့တာကြောင့်ပြည်သူအချင်းချင်းထိတွေ့မှုတွေလည်းပိုမိုအားကောင်းလာတော့မှာပဲဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့ထူးခြားချက်တစ်ခုကတော့လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတဲ့အနောက်အုပ်စုကိုတုံ့ပြန်မှုပဲဖြစ်ပါတယ်။ထရန့်ရဲ့ခရီးစဉ်အပြီး၄ရက်အတွင်းမှာတင်ရှီကျင့်ဖျင်နဲ့ပူတင်တို့ဟာအမေရိကန်ရဲ့ Golden Dome ဒုံးချင်းကာကွယ်ရေးစနစ်အစီအစဉ်ကိုပူးတွဲကန့်ကွက်ကြောင်းဖြစ်တကြေညာခဲ့ကြပါတယ်။ဒါဟာအနောက်အုပ်စုရဲ့စစ်ရေးချက်ထွေးမှုတွေကိုရုရှားနဲ့တရုတ်တို့ကဒလေတဲ့စီတခရီးတဲ့တွားမယ်ဆိုတဲ့သတင်းစကားကိုကမ္ဘာကိုပေးလိုက်တာပဲဖြစ်ပါတယ်။2026ခုနှစ်ဟာတရုတ်ရုရှားမဟာဗျူဟာမြောက်မိုက်ဖက်ဆက်ဆံရေးထူထောင်မှုနှစ်30ပြည့်နှစ်ချစ်ချင်ရေးစာချုပ်ချုပ်မှု25နှစ်ပြည့်တဲ့နှစ်ဖြစ်တာကြောင့်လဲဒီခရီးစဉ်ဟာတမိုင်းဝင်အထိတ်အမှန်အနေနဲ့ပုံမလေးနတ်စေခဲ့ပါတယ်။ခရီးစဉ်တစ်ခုလုံးရဲ့ခန်းနာမှုတွေကြားမှာကွာခြားချက်ကတော့ထရန့်ရဲ့ခရီးစဉ်မှာ Great Hall of the People ရဲ့ရွှေကန်းဆောင်မှာနိုင်ငံတော်အဆင့်ဂုဏ်ယူညစာစားပွဲနဲ့အတူတာဝန်ဆန်းဆန်းတွေတွေ့ဆုံမှုတွေကိုမြင်တွေ့ခဲ့ရတယ်လို့ပူတင်ရဲ့ခရီးစဉ်မှာတော့ပိုမိုရင်းနှီးနဲ့လက်ဖက်ရည်တွိုင်းတန်တမာရေးပုံစံမျိုးနဲ့ခေါင်းဆောင်တဲ့နှစ်ဦးကြားပိုမို next နဲ့ဆွေးနွေးမှုတွေကိုမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ထရန့်ဟာတရုတ်နိုင်ငံနဲ့ဆက်ဆံရေးမှာပြိုင်ဘက်အနေနဲ့ကနေအပေးအယူလုပ်ဖို့ကြိုးစားခဲ့တာဖြစ်ပေမဲ့ပူတင်ကတော့မဟာမိတ်အနေနဲ့ကနေပူးပေါင်းဆောင်ရွက်မှုကိုအစစ်မြင့်တင်ခဲ့တာပဲဖြစ်ပါတယ်။ခြုံလုံးကြည့်မယ်ဆိုရင်အမေရိကန်သမ္မတထရန့်နဲ့ခရီးစဉ်ဟာတရုတ်နိုင်ငံနဲ့ဆက်ဆံရေးကိုပြလဲတက်မှတ်ဖို့နဲ့စီးပွားရေးအရာရင်ဆိုင်မှုကိုထိန်းညှိဖို့ကြိုးစားတဲ့တန်တမာရေးရခရီးစဉ်တစ်ခုဖြစ်ခဲ့ပေမဲ့
ရုရှားသမ္မတပူတင်ရဲ့ခရီးစဉ်ကတော့ကမ္ဘာအစည်းအဝေးတစ်ခုကိုဖော်ဆောင်ဖို့အတွက်မဟာဗျူဟာမြောက်မိတ်ဖက်အနေနဲ့ရပ်တည်နေလာကိုပုံမခိုင်မာအောင်လှုပ်ဆောင်ခဲ့တဲ့ခရီးစဉ်ပဲဖြစ်ပါတယ်။ဘေကျင်းမြို့တော်မှာခေါင်းဆောင်ကြီးတွေရဲ့တွေ့ဆုံမှုတွေဟာကမ္ဘာအင်အားချင်းကွန်းလိုကိုအပြောင်းလဲဖြစ်စေခဲ့ပြီးအနောက်အုပ်ချုပ်ရဲ့ဖိအားတွေကြားမှာရုရှားနဲ့တရုတ်ရဲ့ပူးပေါင်းဆောင်ရွက်မှုဟာအရင်ကထက်ပိုမိုနှိမ့်ရှင်းလာနေတာကိုသက်သေပြလိုက်တာပဲဖြစ်ပါတယ်။ဒီလိုခီးစဉ်လက်ခုရဲ့ကွာခြားချက်တွေကနေတဆင့်ကျွန်တော်တို့မြင်တွေ့နိုင်တာကတော့တရုတ်နိုင်ငံဟာအမေရိကန်နဲ့ဆက်ဆံရေးမှာတတိကြီးကြီးနဲ့ရင်ဆိုင်မှုကိုစီမံခန့်ခွဲနေသလိုရုရှားနဲ့ဆက်ဆံရေးမှာတော့ယုံကြည်ချက်အားနိုင်တဲ့မဟာဗျူဟာမြောက်မိတ်ဖက်အနေနဲ့ပုံမတွဲဖြတ်လှုပ်ဆောင်နေတာကိုမြင်တွေ့နိုင်တာပဲဖြစ်ပါတယ်။ဒါဟာနောင်လာမဲ့ဆယ်စုနှစ်အတွင်းကမ္ဘာနိုင်ငံရေးမှာအင်အားကြီးနိုင်ငံတွေရဲ့အုပ်စုဖွဲ့မှုပုံစံတစ်ကိုဖော်ညွှန်းနေတာလည်းဖြစ်ပါတယ်။ကမ္ဘာရေးရာတွေကိုစိတ်ဝင်စားတဲ့ပြည်သက်တွေအနေနဲ့လည်းဒီလိုအင်အားကြီးနိုင်ငံတွေရဲ့ခြေလှမ်းတွေကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။အထူးသဖြင့်အမေရိကန်ရဲ့နိုင်ငံသားရေးမူဝါဒတွေနဲ့ရုရှားတရုတ်တို့ရဲ့တုံ့ပြန်မှုတွေဟာနောင်လာမဲ့နှစ်တွေမှာကမ္ဘာငြိမ်းချမ်းရေးနဲ့စီးပွားရေးအပေါ်ဘယ်လိုတက်ရောက်မှုတွေရှိလာမလဲဆိုတာကတော့ရင်ခွန်းစိတ်လှုပ်ရှားဖွယ်ရာစောင့်ကြည့်ရမယ့်ကိစ္စတစ်ခုဖြစ်နေပါတော့တယ်ခင်ဗျာ။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့သတင်းအချက်အလက်တွေကိုအမြဲတမ်းသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ update news channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးရန်ကင်းကွာပြီးကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းရနှုတ်ဆက်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ